ငါပစ္စည်းတွေကုန်ပါပြီဟမ်ညီပစ္စံနဲ့မဝယ်ရလိုက်ညီပစ္စည်းမဟုတ်တိုင်းငါပစ္စည်းကိုတန်ဖိုးမထားဘူးပေါ့ဟုတ်လားဒီအိမ်မှာလေညီပစ္စံနဲ့ဝယ်ထားတဲ့ပစ္စည်းဘယ်တစ်ခုရှိတယ်ကြောက်သားလား။သမီးလက်ချော်သားလို့ပါမေရဲ့။သမီးတောင်းမှန်ပါတယ်။ တိတ်ဆာမသိလို့ရှိရင်လေပတ်ဝန်းကျင်ကအမလေးချွေးမတွေကိုနှိမ့်ဆက်နေတဲ့မိန်းမကြီးတို့ထင်အောင်မယ်ဟမ်ချွေးမအကြီးอ่ะတော်သလားဒီချွေးမငယ်ကလေသုံးစားလို့ကိုမရဘူးပတ်ဆံလည်းမရှာနိုင်ဘူးမပြောရချင်ပါဘူးငါသားလေးကမကောင်းတာပါဒီလိုမိန်းမမျိုးမယူပါနဲ့လို့တန်တန်ပြော့ကန်တာအခုယူတယ်တွေ့တာဘူးဟမ်ပေါ့မကြတယ်ဟာအော်မမေရဲ့မမေမောနေပါမယ်ပြောမနေပါနဲ့တော့အခုကွဲသွားတဲ့ပကံကြီးအားလုံးလေတမီအားလုံးအစားပြန်ဝယ်ပေးမယ်ဟုတ်ပြီလားသူ့သွားပြောနေလို့လေအဲ့ဒီပကံတစ်ချက်လောက်ဝယ်ပေးနိုင်မှာမဟုတ်တာအမေရဲ့နော်ဟုတ်ပါရဲ့ငါသမီးရဲ့ငါသမီးလေးပြောတဲ့စကားတွေကလေအရန်ကိုမှန်တာပဲမမီလေဒီလိုချွေးမမျိုးလေးရတာလေအရန်ကိုကန်ကောင်းတာမမီအရန်ကန်ကောင်းတာသမီးရဲ့ဒီမှာအတော့ကိုမကြတဲ့ဟာမဟဲ့ဟဲ့ပန်းနုဒီအကွဲတူတခြားတိုင်းသားလိုက်အောင်ဟုတ်နေလဲနေမယ်ယောက်ျားရဲ့မိန်းမတို့အိမ်ခွဲနေရအောင်မိမရဲ့အိမ်ခွဲနေပတ်စံအပူကုန်မယ်ကိုတို့မိသားစုတွေပတ်စံစုအောင်မယ်လေနောက်ပြီးတော့ကိုကအလုပ်သွားရင်အိမ်မှာဘယ်သူမှမရှိဘူးအဲ့တော့မိမနဲ့ကလေးကိုစိတ်ချရတာဗောဒီမှာဟုတ်ပါဘူးယောက်ျားရဲ့အခုဟာလေချွေးမနှစ်ယောက်ရှိတဲ့တဲမှာလေဘာလို့ပန်းလို့မှမမေရလေအမြင်မကြည့်နေရလဲမသိဘူးယောက်ျားရဲ့စိတ်ထဲထားမနေပါနဲ့မမေကကိုကြီးဆုံးကတော့မမမိုးဆက်ကိုတနာလို့နေမှာပါနောက်တစ်ခုကမမမိုးဆက်ကလည်းပတ်စံရှာနိုင်နေပြီအဲ့တော့အားကိုးရနေပါယောက်ျားမသိသေးလို့ပါယောက်ျားရဲ့ဘာဖြစ်တိခံနိုင်ပါနော်မိမမြီးလေးရေဖွားမြီးလေးရှန်ရှန်ရေပြန်လာပြီမလေးဖွားမြီးလေးရှန်ရှန်တော့လေဖွားအယုတ်ကလေးဝဲလာတဲ့မြီးလေးအရန်ကြိုက်မှာဖွားပြမယ်ဒီမှာကြည့်နော်ဒါအယုတ်ကလေးနော်ဆောင်းလေးလည်းပါတယ်မြည်ရဲ့ထဲမှာမြည်ချုံမဆောင်းလေးပါတယ်ဖွားပြမယ်ဒီမှာဆောင်းလေးချစ်တာ ဟုတ်တယ်အမလေးချွဲတယ်မြည်ဘာပြောကြလဲဘာတမီးတဲ့အယုတ်ဒီအများဝယ်ခဲ့ပြီအော်အပြောနေတာပေါ့ပြောနေတာပေါ့ စစ်တယ်ပြောလိုက်ဘာချစ်တယ်ချစ်တာပေါ့ဘွားချစ်တာပေါ့ဒီမှာကျအေးကြီးကောင်းနေတဲ့ဆောင်းလေးနဲ့အယုတ်ကလေးလဲဆောင်းလို့ရတယ်မျက်လုံးလေးရပြောလိုက်တာပြောလားမီကြားတယ်ပြောတယ်တဲ့ဘွားတိတယ်ဒီလိုထားလိုက်ဝဲလာဒါမှဖြစ်နေမမေဝယ်ပေးမယ်နော်ကြားလားနော်အေးကြီးပါအေးကြီးပါမင်္ဂလာပါခင်ဗျပေဘောမကြိုဆိုပါရခင်ဗျဟာသမီးလေးတို့ကားလာကြည့်တာဟုတ်ကဲ့သမီးလေးကြည့်လေသမီးပါလေးကြိုက်တာကြည့်ဒါလေးမောင်လေးဒါလေးပဲလားဟုတ်ဒါလေးက21သိန်း9000ပါခင်ဗျဒီနေ့မှအားမပေါ်ဒီနေ့ဆက်တဲ့သေးဆိုလေသမီးမရှိတော့စခိုးအောင်ထပ်စပါအောင်တခြားဘာလေးရှိအောင်မောင်လေးရဲ့သူ့ဆိုင်လေးတခြားတွေစီးလို့ရမယ်စိုက်ကလေးတခြားသူ့ဆိုင်လေးတွေကဆိုရင်ကျွန်တော်တို့ဒီလမ်ဘိုဂီနီပုံနဲ့တက်လေးရောက်ထားတာရှိရဗျဒီကောင်လေးဆိုရင်တော့ကိုသိမ်းပါခင်ဗျမမေတို့မှာတော့ဖယ်မရှိပြီးတော့မင်းတို့ဒါလေးတစ်စီးလို့ပါနော်ဟမ်အဲ့ဒီတစ်ချက်လောက်ပြပေးပါဟုတ်ကဲ့ပါခင်ဗျဈေးလေးဘယ်လောက်လဲနော်ဈေးလေးကကိုသိမ်းပါခင်ဗျကိုသိမ်းတည်
ဖြစ်တာလဲတိရဖြစ်တာပြောပါဦးဘာဖြစ်တာလဲ ဟဲ့ဘာဖြစ်ရမှာလဲဒီမှာရှစ်ရှစ်လေးကဒီကားလေးခဏစီးချင်ပါလေလို့ပြောတဲ့ဟာညီသမီးကမပေးဘူးလေကိုထင်နေတဲ့ကလေးကိုအဲ့တော့ငါဒီကားလေးကိုယူလိုက်တာသူ့လဲကျသွားတာပါဟဲ့ မမအဲ့ဒါအရန်တရားလုံးနေပြီနော်ပန်းတို့ကြိုက်တို့ထိလို့ရတယ်ပြောလို့ရတယ်အနိုင်ကျင့်လို့ရတယ်သမီးလို့တော့အဲ့လိုလောက်တာတော်တရားလွန်လာပြီ ဟဲ့ဖြစ်သေးနေလိုက်တာအေးငါဒီကားလေးယူပြီးတော့သူလဲသွားတာပါလို့ငါပြောပြီးပြီလေဒီမှာကလေးရည်2ယောက်ရှိတယ်တယောက်ကိုတစ်ခုဝယ်ပြီးနောက်တစ်ယောက်လည်းလိုချင်မယ်ဆိုတော့စနေတဲ့အုံနောက်နင်းမှမရှိဘူးလား မေမေနဲ့မမတော့ရောအဲ့လိုမျိုးစဉ်းစားပေးခဲ့ကြလားလူတစ်ဖက်သားကိုအဲ့လိုလုံးမယ်ဆိုရင်ဘလို့ခံစားမယ်ဆိုတာကိုတွေးခဲ့ကြဘူးလားပြော ပန်းလို့ဟဲ့သမီးသူနဲ့ပြန်ပြီးတော့ပြောမနေနဲ့သမီးလေးမမီမြည်လေးကိုလေမမီကိုယ်တိုင်ဝယ်ပေးမယ်အမလေးဘေဘီပါပါမလေးဒီလိုကားတွေဘယ်နဲ့စီးယူမလဲကြိုက်သလားဝယ်လို့ရတယ်အွန်လိုင်းမှာလိုက်မမီပတ်စံပေးမယ်အခုမှလိုက်သမီးအခုမှလိုက် အမေဘေဘီပပကိုနော်ကိုယ်တိုင်တောင်းဝယ်တင်တယ်နော်အခုကအွန်လိုင်းမှာပေးအတူတွေအများကြီးပဲ3-4ခုလောက်ရှိတယ်တော့ကြအမေတို့ခံရမှာဆိုလို့ပြောတာ နင်ရှိမနေနဲ့နင်ထပ်ပညာတတ်တယ်နားလဲလားဘာနဲ့လောက်ကြမလဲသမီးအကောင့်စစ်ထည့်ပြီးတော့ပါလိုက်တာပစ္စည်းအခုချိန်ထိလည်းလာမပုတ်သေးဘူးဒီတဲ့ဆိုတာမဲကောက်တဲ့ပတ်စံနေလို့ပါပြီသမီးလည်းပေးအစစ်ပြီးတော့မာလိုက်မိတာမအမေရဲ့အေးလေအဲ့ဒါအမေပြောနေတာအခုဘယ်လိုလုပ်မလဲလို့ အခုခက်ကလူလေးနေအရမ်းများတာမမေရဲ့ဘသူ့ကိုမှယုံလို့မရအောင်ဘေဘပ page တူကလေ3ခုလောက်တောင်ရှိတာ အဲ့ဒါများစောစောကပြောပေါ်ပန်းနုရဲ့ ပြောတာပဲအမလည်းအစတည်းကပန်းတို့ကအစတည်းကအမတို့တတိပေးနေရမယ်မဟုတ်ဘူးလားဆိုင်ကလမ်းထိပ်မှာထဲတယ်တောဝယ်တိုင်းဘယ်တော့ဝေးနေတာမလို့လေအမေတို့အမတို့ကိုယ်တိုင်ကပန်းတို့အမြင်မကြည်တာနဲ့ပန်းတို့ဘာပြောဘာမှအကောင့်အမြင်တာမဟုတ်တခါလေကြာရင်လေကိုယ့်ဘောစေတနာထားတဲ့အရာကိုလေတန်ဖိုးထားရတယ်အမေရဲ့ တကယ်တော့လေပန်းနူကလေအမေနဲ့မမကိုလေကိုယ့်ရဲ့အမလို့ကိုယ့်ရဲ့အမေလို့သဘောထားတာပါဘယ်တော့မှမြစ်တာပြက်ခဲ့တာမဟုတ်ပါဘူးမမေရဲ့ တခါလေကြာရင်လည်းမိသားစုတွေအဲ့လိုတိုက်တိုက်ဝုံဝုံစီစီလုံးနေဘယ်တော့ပြောဖို့ကောင်း မေမာရာပါသမီးရဲ့မေမာရာပါအမေအတားကြည့်ခဲ့မိတာပါသမီးလေးရဲ့ညစ်တာစေတနာတွေကိုအမေမမြင်ခဲ့မိတာအမေနာမရှိနေတဲ့ညစ်တာတရားတွေကိုအမေလူရှုပြီးတော့အမေစီယိုမူဆိုတာလေမင်းနားမလဲခဲ့ဦးသမီးရဲ့အဲ့ဒါကြောင့်အပြင်ကနေအခုလိုအနေရည်အလွယ်တကူဝင်ရောက်လာတာပေါ့သမီးရဲ့မမလည်းတောင်းမှပါညီမလေးရဲ့မေတို့อ่ะတဲ့အိမ်ထဲမှာတူတူနေကြတဲ့မိသားစုတွေစီစီလုံးလုံးနဲ့ချစ်ချစ်ခင်ခင်နေကြရမှာလေအမေတို့ရှေ့လျှောက်ပြီးတော့စီစီလုံးလုံးနဲ့ချစ်ချစ်ခင်ခင်နေမနော်သမီးလေးအော်မင်းကြီးလေးတွေကိုလေဘေဘီပါပါမမေအယုတ်ကလေးတွေသွားဝယ်ပေးမယ်နော် ဟုတ်ကဲ့ပါအမေအခုလိုမျိုးအမြင်မှန်ရသားတဲ့အတွက်လေသမီးကလေကျေးဇူးအရန်တင်တယ်အမေရဲ့ပြီးတော့လေအခုလိုမျိုးအလင်ခံရတာအတွက်လေသမီးကလေပျော်တယ်သိလားပျော်တယ် What?